အားလုံးပဲမင်္ဂလာပါခင်ဗျာ Bright Tron Galaxy Channel လေးကနေတစ်ဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ Sakura ကျုံးတော်ကြီးရဲ့ပျောက်ဆုံးသွားတဲ့အမွေနှစ်အကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာချိန်ဆွဲပဲ season လေးစလိုက်ကြရအောင် 2,000 years later အခန်းတစ်ကောလာဟာလာရဲ့အစ Sakura အထက်တန်းကျောင်းမှာရှိတဲ့ကျောင်းဆောင်အိုကြီးရဲ့အနောက်ဘက်မှာနှစ်ပေါင်းများစွာကြာအောင်ဘယ်သူမှအသုံးပြုခြင်းမရှိတဲ့စာကြည့်တိုက်တစ်ခုတည်ရှိခဲ့တယ်။ကျောင်းသားတွေကြားမှာတော့အဲ့ဒီစာကြည့်တိုက်ထဲမှာလျှို့ဝှက်အခန်းတစ်ခုရှိတယ်ဆိုရဲကောလာဟာလာတွေအမျိုးမျိုးပြန့်နှံ့ခဲ့တယ်။တချို့ကအဲ့ဒီခန်းထဲမှာကျောင်းရဲ့တည်ထောင်သူတွေရဲ့လျှို့ဝှက်မှတ်တမ်းတွေရှိတယ်လို့ပြောကြတယ်လို့တချို့ကလည်းတန်ဖိုးမပြတ်နိုင်တဲ့ရှေ့ဟောင်းပစ္စည်းတွေရှိနေတယ်လို့ဆိုကြတယ်။အတန်းကောင်းဆောင်ဖြစ်တဲ့အာကာရီကဒီကောလာဟာလာတွေကိုအမြဲစိတ်ဝင်စားခဲ့တယ်။သူဟာတမိုင်းနဲ့စပြီးအရန်ဝါသနာပါပြီးမတိတာတွေကိုစူးစမ်းလေ့လာရတာကိုနှစ်သက်တဲ့သူတယောက်ပါ။ဒီနေ့မှာသူတငယ်ချင်းရင်းချတွေဖြစ်တဲ့ရှောင်းရဲ့မီယာတို့နဲ့အတူကျောင်းရဲ့တမိုင်းအကြောင်းဆွေးနွေးနေတော့လိုဝက်စာကြီးတိုက်အကြောင်းပြန်ပေါ်လာတယ်။ငါတို့တခါတော့အဲ့ဒီစာကြီးတိုက်ကိုတွားကြည့်ကြရအောင်လေလို့အာကာရီကစိတ်လှုပ်ရှားစွာပြောလိုက်တယ်။ရှောင်းကခေါင်းကိုခါရမ်းလိုက်ပြီးမဖြစ်နိုင်ဘူးအာကာရီအဲ့ဒီစာကြီးတိုက်ကအမြဲတကားပိတ်ထားတာပဲပြီးတော့အဲ့ဒီစာကြီးတိုက်အကြောင်းကိုသိတဲ့လူလည်းမရှိဘူးလို့ပြန်ပြောတယ်။ရှောင်းကတော်တဲ့အကြောင်းသားတစ်ယောက်ဖြစ်ပေမဲ့စွတ်စားရတာကိုသိမကြိုက်ဘူးတဲ့။မီယာကတော့မျက်လုံးတွေတောက်ပသွားပြီးစိတ်ဝင်စားဖို့ကောင်းတာပဲ။တွားကြည့်ကြရအောင်လေ။ဘာတွေတွေ့မလဲမသိဘူးနော်လို့အားပေးတယ်။မီယာကစိတ်မြန်လက်မြန်ရှိပြီးစိန်ခေါ်မှုတွေကိုအမြဲလက်ခံရဲသူတယောက်ပါနောက်ဆုံးမှာတော့အာကာရီရဲ့ဇွဲကောင်းမှုကြောင့်မီယာရှောင်းနဲ့မီယာတို့လည်းလျှို့ဝှက်စာကြီးတိုက်ကိုတွားဖို့သဘောတူလိုက်ကြတယ်အခန်းနှစ်စာကြီးတိုက်အိုကြီးထဲသို့နောက်တစ်နေ့ကျောင်းဆင်းချိန်မှာသူတို့၃ယောက်ဟာကျောင်းဆောင်အိုကြီးစီကိုတွားခဲ့တယ်အပြင်ကနေကြည့်ရင်တော့အဲ့ဒီစာကြီးတိုက်ဟာတိတ်ဆိတ်ငြိမ်သက်ပြီးလျှို့ဝှက်စမ်းကြဲတဲ့အငွေ့အသက်တွေနဲ့ဖုံးလွှမ်းနေတာကိုတွေ့ရတယ်။တကားကတန်ကြိုးတွေနဲ့ခိုင်ခိုင်မာမာချီလောင်ထားပြီးဖုံတွေအထက်ထက်တင်နေတာကိုကြည့်ရခြင်းအပြင်နှစ်ပေါင်းများစွာဖွင့်မထားဘူးဆိုတာကိုသိနိုင်တယ်။ဒါပေမဲ့အာကာရီတို့၃ယောက်ဟာရှုံးမပေးပဲတကားကိုဖွင့်နိုင်မှန်းကြီးစဉ်းစားကြည့်ရဲ။ရှောင်းကသူ့ရဲ့ဖုံးကိုအသုံးချပြီးတကားမှာတက်ထားတဲ့တော့ခလောက်အကြောင်းကိုအင်တာနက်မှာရှာဖွေကြည့်ရဲ။မီယာကတော့တကားပတ်ဝန်းကျင်မှာထူးခြားတဲ့အရာတွေကိုရှိမရှိသေချာစူးစမ်းနေတယ်။ခဏအကြာမှာမီယာကတကားဘီးနာကနေရံမှာထင်းထူထားတဲ့ပုံစံတစ်ခုကိုတွေးလိုက်တယ်။အဲ့ဒီပုံကစောက်ပိုင်းတစ်ခုရဲ့အလဲမှာကျဲပုံလေးတစ်ခုပါနေတာကိုတွေ့ရတယ်။အာကာရီကသမိုင်းစာအုပ်တွေထဲမှာလားတူပုံစံမျိုးမြင်ဘူးတလို့လို့မှတ်မိသွားတယ်။ဒါရှေခိကတင်ဂီတာတစ်ခုဖြစ်နိုင်တယ်လို့အာကာရီကပြောတယ်။ဒါကိုအသုံးပြုပြီးတကားကိုဖွင့်လို့ရနိုင်မလားမသိဘူးနော်။ရှောင်းကလည်းသူ့ရဲ့ဖုံးရှာဖွေနေပြီးဒီပုံစံကရှေခိတော့တွေမှာတုံးတဲ့ရန်တရားနဲ့ဆင်တူတယ်။အာကာရီဒါမဲ့တော့စစ်မရှိရင်တော့ဖွင့်ဖို့ခက်လိမ့်မယ်လို့ရှောင်းကပြောတယ်။အဲ့ဒီချိန်မှာဆရာတာကာရှီရောက်လာတယ်။သူတို့၃ယောက်ကိုအဲ့ဒီမှာတွေ့ရတော့အော်သွားပြီ။ဘာလို့နေရလဲလို့မေးတယ်။အာကာရီကလျှို့ဝှက်စာကြီးတိုက်အကြောင်းကိုသူတို့ကြားထားတဲ့ကောလာဟာလာအကြောင်းနဲ့တကားကိုဖွင့်ဖို့စူးစမ်းနေတဲ့အကြောင်းကိုရှင်းပြလိုက်တယ်။ဆရာတာကာရှီကခဏလောက်တိတ်တဆိတ်စဉ်းစားနေပြီးမှဒီစာကြီးတိုက်မှာလျှို့ဝှက်အခန်းတစ်ခုရှိတယ်။ဒါပေမဲ့အဲ့ဒီအခန်းကိုဖွင့်ဖို့ဆိုရင်လျှို့ဝှက်ချက်တစ်ခုတီးရလိမ့်မယ်လို့ပြောတယ်။အခန်း3လျှို့ဝှက်ချက်ရဲ့အရေးအမှုဆရာတာကာရှီကသူတို့ကိုစာကြီးတိုက်ထဲကိုခေါ်သွားပြီးဖုံတွေတစ်ထက်သားတင်နေတဲ့စာအုပ်စင်တစ်ခုကိုပြတယ်။ဒီစင်မှာရှိတဲ့စာအုပ်တွေထဲမှာလျှို့ဝှက်ခန်းကိုဖွင့်နိုင်မဲ့အရေးအမှုတွေရှိတယ်လို့သူကပြောတယ်။ဒါပေမဲ့အဲ့ဒီအရေးအမှုတွေကလွယ်နဲ့နားလည်နိုင်တဲ့ပုံစံမျိုးမဟုတ်ဘူး။ရှိခိစာပေတွေနဲ့ပရိဟိတွေရောထွေးနေတာကိုတွေ့ရလိမ့်မယ်။အာကာရီတို့၃ယောက်ဟာစာအုပ်တွေကိုတအုပ်ချင်းစီတေချာဖတ်ကြည့်ကြတယ်။စာအုပ်တွေကအများအားဖြင့်တမိုင်းအကြောင်းတွေကန္တာကြီးပုံပြင်တွေနဲ့ရှေ့ဟောင်းကပြားတွေဖြစ်နေတာကိုတွေ့ရတယ်။နိုင်ပေါင်းများစွာကြောင်ရှာဖွေပြီးရဲ့နောက်မှာတော့သူတို့ဟာထူးဆန်းတဲ့ပုံတွေနဲ့စာသားတွေရေးထားတဲ့စာအုပ်ငယ်လေးတအုပ်ကိုတွေ့လိုက်ရတယ်။
အဲ့ဒီစာအုပ်ထဲမှာကျယ်9လုံးစုံညီရဲ့အခါလျှို့ဝှက်တကားပွင့်လာလိမ့်မယ်ဆိုရဲလျှို့ဝှက်စမ်းကြဲတဲ့စာတစ်ခုတွေ့ရတယ်။အာကာရီကစာအုပ်ရဲ့အစမှာပါတဲ့ပုံနဲ့ခုနကတကားမှာတွေ့ခဲ့တဲ့ပုံကအတူတူပဲဆိုတာကိုသတိထားမိသွားတယ်။ဒါပဲဖြစ်ရမယ်လို့အာကာရီကစိတ်လှုပ်ရှားစွာပြောတယ်။ကျယ်9လုံးဆိုတာဘာကိုပြောတာလဲ။ရှောင်းကသူ့ရဲ့ဖုန်းကိုဖွင့်ပြီးနက္ခတ္တဗေဒဆိုင်ရာအချက်အလက်တွေကိုရှာဖွေကြည့်တယ်။ကျယ်9လုံးစုံညီရဲဆိုတာဂျို9လုံးတန်းတူကြတဲ့အချိန်ကိုပြောတာဖြစ်နိုင်တယ်လို့သူကပြောတယ်။မိယာကတော့ပုံစံပါတဲ့စာအုပ်ရဲ့နောက်မှာအယောင်အသွေးစုံတဲ့ကြောင်းမြတ်ရတနာ9လုံးပုံဖော်ထားတာကိုတွေ့လိုက်ရတယ်။ကြောင်းမြတ်တစ်ခုစီရဲ့အောက်မှာလဲစာလုံးတစ်လုံးစီရေးထားတယ်။အဲဒီစာလုံးတွေကိုဆက်ဖက်ကြည့်တော့ဆိုတဲ့စကားလုံးကိုရလိုက်တယ်အခန်းလေးလျှို့ဝှက်တော့နဲ့အမွေနဲ့အာကာရီတို့3ယောက်ဟာနောက်ဆုံးမှာလျှို့ဝှက်အခန်းကိုဖွင့်နိုင်မဲ့တော့ဟာကြောင်းမြတ်ရတနာ9လုံးဖြစ်နိုင်တယ်ဆိုတာကိုသဘောပေါက်သွားကြတယ်ဒါမဲ့အဲဒီကြောင်းမြတ်ရတနာတွေကိုဘယ်မှာရှာရမလဲဆိုတာကိုတော့မသိသေးဘူးအဲဒီချိန်မှာဆရာတာကာရှီကသူတို့ကိုနောက်ထပ်အရေးအမှုတစ်ခုပေးတယ်ကျောင်းရဲ့အထင်ကရနေရာတွေမှာအဲ့ဒီကျောင်းမြင့်ရတနာတွေဝတ်ထားတယ်လို့သူကပြောလိုက်တယ်။တခုချင်းစီကိုရှာဖွေပြီးစာအုပ်ထဲမှာပါတဲ့အစီအစဉ်တိုင်းထားလိုက်ရင်လျှို့ဝှက်တကားပွင့်သွားလိမ့်မယ်။အာကာရီရှောင်းနဲ့မီယာတို့3ယောက်ဟာကျောင်းရဲ့နေရာအနှံ့ကိုရှာဖွေကြတယ်။သူတို့ဟာကျောင်းရဲ့အားကစားကွင်းထဲကရှေ့ဟောင်းတစ်ပင်ကြီးရဲ့အောက်မှာပထမဆုံးကျောင်းမြင့်ရတနာတစ်ခုကိုတွေ့တယ်။ဒုတိယမြောက်ကျောင်းမြင့်ရတနာကိုတော့အနုပညာခန်းထဲကပကြီကားတစ်ချက်ရဲ့အနောက်မှာတွေ့တယ်။တတိယမြောက်ကျောင်းမြင့်ရတနာကိုတော့ဂီတခန်းထဲကရှေ့ဟောင်းစန္ဒယာရဲ့အောက်မှာရှာတွေ့ခဲ့တာပေါ့။သရုပ်တော်မြောက်ကျောင်းမြင့်ရတနာကိုတော့တယ်လီစကုပ်အောက်မှာတွေ့ပြီးနောက်ဆုံးပြင်စမမြောက်ကျောင်းမြင့်ရတနာကိုတော့ကျောင်းအုပ်ရုံးရဲ့စပွဲပေါ်မှာတွေ့လိုက်ရတယ်။သူတို့ဟာကျောင်းမြင့်ရတနာတွေကိုစာအုပ်ထဲမှာပါတဲ့အစည်းအဝေးတိုင်းလျှို့ဝှက်စာကြည့်တိုက်တကားမှာထားလိုက်တဲ့အခါမှာတော့တကားကတဖြည်းဖြည်းပွင့်သွားတယ်အခန်းထဲမှာတော့ဖုံတွေနဲ့ပြည့်နေတဲ့စင်တွေအပြည့်စာအုပ်တွေနဲ့ရှေ့ဟောင်းပစ္စည်းတွေကိုတွေ့လိုက်ရတယ်အဲ့ဒီထဲမှာကျောင်းရဲ့မူလရည်ရွယ်ချက်တွေအကြောင်းရေးထားတဲ့မှတ်တမ်းတစ်ခုလည်းပါဝင်တယ်ဒီမှတ်တမ်းကိုဖတ်ပြီးရဲ့နောက်မှာတော့အာကာရီတို့3ယောက်ဟာသူတို့ရဲ့ကျောင်းပေါ်မှာပို့ပြီးချစ်မြတ်နိုးစိတ်ဝင်စားလာကြတယ်ကျောင်းရဲ့သမိုင်းကျောင်းကိုသိရတဲ့အတွက်ဂုံယူဝမ်းသာဖြစ်ကြသလိုသူတို့ကိုယ်တိုင်လည်းကျောင်းရဲ့အနာဂတ်ကိုပိုကောင်းအောင်တည်ဆောက်ဖို့စိတ်အားထက်သန်လာကြတယ်။ဆရာတာကာရှီကလည်းသူတို့ရဲ့စူးစမ်းလို့စိတ်နဲ့ဉာဏ်ပညာကိုချီးကျူးပြီးဒါဟာဆာကူရာကျောင်းတော်ကြီးရဲ့ပျောက်ဆုံးသွားတဲ့အမွေအနှစ်ပဲလို့ပြောလိုက်တယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဇလံလေးကိုစဆုံးပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာ။